Hello everyone အခုရန်ကုန်နဲ့မန္တလေးပတ်ဝန်းကျင်မှာထူထဲတဲ့တိမ်လိုမြူလို air pollution ဖြစ်နေတာကိုတွေ့ရမှာပါအခုကျွန်တော်တို့ရင်ဆိုင်နေရတာကတော့ unhealthy level of PM 2.5 ပဲဖြစ်ပါတယ်ဒါဆို PM 2.5 ကပါလဲကဲဒါအသင်းရဲ့စပင်ပဲဖြစ်ပါတယ်ဒီ particle တွေကအသင်းရဲ့စပင်ရဲ့လုံးပတ်အတွင်းမှာအခု90လောက်ဝင်ဆက်နိုင်အောင်ထိပေးပါတယ်သူတို့က microscopic level လောက်ရှိတာမို့နှာခေါင်းမှာပဲရက်မသွားပဲအဆုတ်ထဲဒါမှမဟုတ်သင်ရဲ့တွေးကြောတဲ့အထိစီးဝင်နိုင်ပါတယ်ဒီ pollution ဖြစ်လာအောင်လုပ်နိုင်ခြင်းရဲ့ ingredient တွေကဒါဆိုဘာတွေဖြစ်မလဲအချက်3ချက်ပါဝင်ပါတယ် number 1 ingredient diesel exhaust နေမကြည်ညာမကြည်အားနေမီရှို့နေတာတွေပြီးတော့ agriculture waste နဲ့စက်ရုံတွေ number 2 the lead effectပုံမှန် February မှာဆိုရင်အနွေတက်ထွက်လာပြီးတော့ဒီအကိုးငွေတွေကိုဖယ်ရှားသွားပါတယ်ဒီတစ်ခေါက်မှာတော့အပူငွေတွေကအပေါ်မှာအဖုံးလိုအုပ်နေပြီးတော့အောက်မှာ6တွေ့တဲ့အအေးဓာတ်ကိုပိတ်ထားတာကြောင့်ခုလိုဖြစ်နေခြင်းဖြစ်ပါတယ် Number 3 the rain ဒီ particle တွေကိုရှင်းပေးမယ်မိုးလည်းမရွာသေးတာကြောင့်ဒီ particle တွေကအရင်ကလိုတမ်းမပြောက်သွားပဲဖြစ်တယ်ခလေးငယ်အသက်ကြီးရွယ်ုံနဲ့အဆုတ်နှလုံးမကောင်းတဲ့သူတွေကိုပုံမတတိထားစေချင်ပါတယ် N95 mask ကိုပဲတက်ပါခုလိုသိပ္ပံနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုချမ်းမြေ့တက်တဲ့ဆိုလို့ရှိရင်တော့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့အောင်နော် TikTok မှာလည်းခုပူဗီဒီယိုမျိုးလေးတွေတင်ဆက်ပေးနေတာမို့လို့ TikTok လေးကိုလည်းတွားရောက် follow လုပ်ခဲ့ပေးနိုင်ပါတယ်အားလုံးပဲ queue ဆိုင်ကြပါပေးခင်ကြပါစေ